ပေးရလေဖေဖေမေမေတို့နဲ့တူတူမုတ်သွားစားတဲ့ vlog လေးပါလီယွန်လေးစားနေပါပြီအတက်လေးကိုအဲ့ကောင်လေးခုတလော့လေးအရင်အစားငန်းလာတဲ့အဲ့ကလေးလေးအမကြီးဖြစ်သွားတဲ့ရုပ်ကိုကြည့်မတူဖေကိုထပ်တောင်းနေတာစားကျင်သေးလို့ကဲလာပါပြီမမေနဲ့သားလေးနဲ့ကိုမတွေ့ဘူးဆိုလို့မမေနဲ့သားလေးနဲ့တစ်ဖြတ်လေးပါမမေကဘာပြောနေမှတော့မသိရမမေနဲ့သားလေးရဲ့တစ်ဖြတ်ဒါကတော့သူ့ဦးလေးကဝယ်ထားတဲ့ဈေးချက်တောင်းတွေကိုကာပြီးတော့ကိုလီယွန်ကြည့်လိုက်အဲ့မြင့်မှန်လုံးဝမချွတ်တော့မချွတ်ဖဲနဲ့အဲ့ဟာယူအဲ့တိုင်းတက်ပြီးရှောက်သွားတယ်ဘိုင်ဘိုင်